အင်္ဂါဂျိုစီကိုရေမျိုးမျိုးနဲ့သွားမယ်ဆိုရင်ဘယ်လောက်ကြာမလဲစနစ်တစ်ပြေးသွားမယ်ဆိုရင်တင်ရတနာယူ10ကီလိုမီတာနှုန်းနဲ့အရှိကိုစတင်ပြေးထွက်လိုက်ပါတယ်အစာပိုင်းမှာတော့ပုံမှန်ပြေးနေသူမျိုးလွယ်ကူတယ်လို့ခံစားရပေမယ့်အင်္ဂါဂျိုရောက်ဖို့အတွက်နှစ်ပေါင်း2500ကြာမယ်ဆိုတာကိုတင်သိရပါလိမ့်မယ်စနစ်စပိန်နဲ့သွားမယ်ဆိုရင်တော့တေပိုမြန်လာပါပြီဗလာဖြစ်နေတဲ့လမ်းကြောင်းပေါ်မှာရှိန်ဟုန်နဲ့နေနေပြီမယ်အချိန်ကတော့နှစ်ပေါင်း1250ခန့်ကြာအောင်ပါအရှင်သုံးမော်တော်ဆိုင်ကယ်နဲ့သွားမယ်ဆိုရင်ဒါကတော့တကယ်ကိုမြန်တယ်လို့ခံစားလာရပါပြီနာယူကီလိုမီတာ100နှုန်းနဲ့ဆိုတော့လေသိုးတန်တွေကလည်းပိုပြင်းလာမယ်အရာအလုံးကပိုမြန်လာပြီမယ်ရောက်ဖို့အတွက်ကတော့နှစ်ပေါင်း258ခန့်ကြာအောင်ပါအောင်မယ်အဲ့နဲ့သွားမယ်ဆိုရင်100နာယူကီလိုမီတာ200နှုန်းထိအချိန်တင်ပြီးမောင်းနေပါတယ်တကယ်ကိုအချိန်နဲ့သွားနေတာတော့မှအင်္ဂါဂျိုရောက်ဖို့နောက်ထပ်နှစ်ပေါင်း128ခန့်သွားလိမ့်မယ်ဒါနဲ့သွားမယ်ဆိုရင်တနာယူ380ကီလိုမီတာနှုန်းနဲ့အရှိကိုပြန်တန်းနေလို့ပါပဲပြင်ဘက်ကမြင်ကွင်းတွေအားလုံးဝေဝါးကုန်ပါပြီဒါတော့မှရောက်ဖို့အတွက်နှစ်ပေါင်း68ခန့်ကနေတော့မှအဆင့်6ပြင်းနဲ့သွားမယ်ဆိုရင်တကူတော့တင်ဟာတနာယူ900မီတာနှုန်းနဲ့သွားနေပါပြီ security ကသိစီလာပြီးလက်မှတ်တောင်းတဲ့ကတင်မှာမရှိတာကြောင့်သူ့ကိုတစ်ချောင်းသွားလက်မှတ်တစ်စောင်းပေးလိုက်ရပါတယ်ဒီအချိန်နဲ့တောင်မှခီးစရာနှစ်ပေါင်း18နီးပါးကြာအောင်ပါသုံးပြန်နဲ့သွားမယ်ဆိုရင်ဒါကတော့လုံးဝကွဲပြားသွားပါပြီတနာယူ28,000ကီလိုမီတာနှုန်းနဲ့အာကာသတဲကိုပြစ်လွတ်လိုက်တဲ့အခါမှာတော့နောက်ဆုံးမှာအင်္ဂါဂျိုစီကို8လခန့်အတွင်းမှာရောက်ရှိသွားပါလိမ့်မယ်